ဒီတခင်ကတော့တွင်းရခွေးလေးတွေကိုရှုပေါက်နေတင်ပေးတဲ့နေရာမှာဆရာကြီးပါပဲသူကမိခင်မရှိတဲ့ခွေးပေါက်လေးတွေအများကြီးကိုတပြိုင်နက်တည်းတစ်ခါတည်းမွေးမြူလိုက်တာပါအဲ့ဒီမှာခတ်တွေ့တာကခွေးလေးတွေကငယ်လေးတော့ရှူရှူကိုနေရာ၌လိုက်ပေါက်နေရပါတခင်ဖြစ်သူလည်းအဲ့ဒီပြဿနာကိုဖြေရှင်းဖို့အတွက်ခွေးလေးတွေကိုစနစ်တကျနဲ့စီးသွားတဲ့အောင်လေ့ကျင့်ပေးလိုက်ပါတယ်ပထမဆုံးသူကခွေးလေးတွေကိုချန်ကတ်ထားဖို့အတွက်ချန်စီယုံလေးတွေကိုအရင်ဆုံးပြင်ဆင်လိုက်ပါတယ်ပြီးတော့အဲ့ထက်မှာစောက်ယူမှုအားကောင်းတဲ့အခင်းလေးတွေကိုအပြစ်ခင်းမိထားလိုက်ပါတယ်အဲ့ဒီနောက်မှာတော့ခွေးလေးတွေကိုဒီခင်းပေါ်မှာပဲစီးသွားရမယ်ဆိုတာအသားကျတော့အောင်ခြံထဲမှာပဲတစ်ပတ်လောက်ထားလိုက်ပါတယ်သူတို့တွေအသားကျသွားပြီဆိုတာနဲ့အခင်းဧရိယာကိုတစ်ဝက်လောက်ရှော့ချလိုက်ပြီးနေတဲ့နေရာနဲ့အိမ်သားနေရာကိုစတင်ခွဲခြားပေးလိုက်ပါတယ်အဲ့ဒီချိန်မှာပဲခွေးလေးတွေကအခင်းပေါ်မှာစီးသွားရတာကိုကျင်းသားရနေပြီဖြစ်တာကြောင့်သူတို့ရှုပ်ပေါက်ချင်တဲ့ချိန်တိုင်းအခင်းပေါ်ကိုပြေးသွားပြီးစနစ်ကျနဲ့ပေါက်တက်လာပါတယ်တခင်ဖြစ်သူကလည်းမှန်မှန်ကန်ကန်နဲ့နေရာတကျစီးသွားနိုင်တဲ့ကောင်ကိုမုံကျွေးပြီးဆူချပါတယ်ဒီလိုနဲ့တဖြည်းဖြည်းအခင်းဟာတောင်းလေးတောင်းမှတောင်းမရှိတော့ရင်တော့ခွေးလေးတွေကတော့အဲ့ဒီနေရာကိုပဲတွားပြီးစီးသွားတတ်နေပါပြီဒီနည်းလမ်းနဲ့ပဲခွေးလေးတွေအကုန်လုံးဟာရှူရှူဘယ်လိုပေါက်ရမလဲဆိုတာကိုကျွမ်းကျင်စွာတက်မြောက်သွားကြပါတယ်တခင်ကခြံစည်းရိုးတွေဖယ်ပစ်လိုက်တာတော့မှသူတို့ကအိမ်ထဲကိုရှောက်ပြီးတော့မပေါက်ကြတော့ပါဘူးဒီတော့အရင်ခွေးလေးတွေကိုရောက်ရှုပေါက်ပုံနီးမကြလို့ရှိရင်ဒီနည်းလမ်းလေးကိုတုံးပြီးစမ်းကြည့်လို့ရပါတယ်